မင်္ဂလာပါခုပြောမယ့်အကြောင်းအရာလေးကတော့တိုက်နဲ့ပတ်သက်တာပေါ့နော်တိုက်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြပေးပါမယ်အဲ့တော့ယုံကြည်မရှိတဲ့သူတွေကတော့ကြော်သွားပါပေါ့နော်ကြော်သွားပါတိုက်နဲ့ပတ်သက်ပြီးပြောချင်တဲ့အကြောင်းအရာကတချို့တွေရှိပါတယ်တချို့တွေကကျမတို့ကတိုက်ကလာတယ်ကျွန်တော်တို့ကတိုက်ကလာတယ်ကျွန်တော်တို့တော့ကျမတို့တော့တွားပြီးတော့ကျမတို့ကထားပါတော့သူတို့ကိုသူတို့ခံယူတာပေါ့နော်သူတို့ကိုသူတို့ခံယူတာကျမနဂါတိုက်ကလာတယ်ပေါ့ကျွန်တော်ကလည်းနဂါတိုက်ကလာတယ်ပေါ့အဲ့တော့ကျမတို့လာတဲ့နဂါတိုက်ကိုတွားပြီးတော့ထီရောက်နှစ်ယောက်တွားပြီးတော့ကရော်ဝဲလူပေးတယ်နှင်းစီပန်းတွေလူပေးတယ်နွားနို့နဂါစားတွေလူပေးတယ်ချောင်းပေါက်မတက်အောင်ကျမတို့တွားခဲ့တယ်လူခဲ့တယ်တန်းခဲ့တယ်ကျမတို့ဘာမှပြန်မရအောင်ပေါ့နော်ဘာဖြစ်လဲဆိုတော့တိုက်မှားတတ်ပါတယ်နော်တိုက်မှားတတ်တဲ့အကြောင်းအရာကိုပြောချင်ပါတယ်ဘယ်တော့ပဲလူပေးဘယ်တော့ပဲလှုပ်ပေးမိရဲ့တိုက်ဆက်မှားနေရဆိုရင်တော့လုံးဝအဆင်ပြေပါဘူးဘလို့မှအကျိုးမပေးပါဘူးဆိုတော့ပြောချင်ပါတယ်အဲ့တော့ငကားဆိုတိုင်းနဲ့တိတ်ပြီးတော့ပီတိဖြစ်မနေပါနဲ့နော်ငကားတွေမှာအများကြီးပါပဲကုန်းငကားရင်ငကားရှမ်းငကားအများကြီးရှိရနော်အဲ့တော့တကယ်တိုက်ဆက်ဖို့တိရောက်ဖို့ပေးနိုင်တဲ့သူတွေနဲ့ဖော်ပြီးတော့မှလမ်းကြောင်းမှန်တစ်ခုကိုရောက်ပြီဆိုမှမိမိကအဆင်ပြေမှာပါအောင်မြင်မှုတစ်ခုကိုရမှာပါအဲ့တော့ပြောချင်တာတိုက်မှားနေရဆိုတော့တော့အဆင်မပြေပါဘူးနော်ကုန်းနဂါတိုက်လားရင်နဂါတိုက်လားရှမ်းနဂါတိုက်လားဥစ္စာတော့တိုက်လားရှမ်းတိုက်လားအများကြီးရှိပါတယ်နော်မွေတိုက်လားပေါ့နော်ဒါကြီးအများကြီးရှိပါတယ်အဲ့တော့မယုံလို့လည်းမရအောင်နော်မယုံလို့လည်းမရအောင်တကယ်လည်းရှိပါတယ်အကြောင်းလို့မိမိကတချို့တွေရှိတယ်ကိုမျိုးသမီးပဲဆိုပြီးတော့နဂါမဲတော့ပဲစောက်ရှောက်တယ်ထင်တာပေါ့နော်အမျိုးသမီးတွေကမှနဂါမင်းစောက်ရှောက်တဲ့အမျိုးတွေကအများကြီးရှိပါတယ်နဂါမင်းစောက်ရှောက်နေတဲ့အမျိုးသမီးတွေအများကြီးရှိတယ်လို့အမျိုးသားတိုင်းကိုလည်းစောက်ရှောက်နေတဲ့နဂါမဲတော်တွေအများကြီးရှိပါတယ်နော်ဒါကြောင့်မို့လို့ကိုဖော်လိုက်တဲ့သူပေါ့ကိုတိုက်ဆက်ဖော်ပေးလိုက်တဲ့ဆရာတို့မဟုတ်ဆရာမစီတကယ်တက်ကျွမ်းလားတကယ်ရောဟုတ်ရဲ့လားတေချာစီစစ်ပြီးတော့မှတိုက်ဆက်ဖော်ခြင်းကိုလုပ်ပါကျွန်တော်လည်းတိုက်ဆက်ဖော်ပေးပါတယ်နော်ဖော်ကျွန်တော်နောက်မှာကြည့်လိုက်ပါအခုပုံရဲ့အခုဗီဒီယိုဖိုင်ရဲ့နောက်မှာကျွန်တော်နောက်မှာတိုက်နေမှာအများကြီးပါပဲအများကြီးပဲနော်မွေတိုက်နဂါတိုက်ရှမ်းတိုက်အများကြီးရှိပါတယ်ပြောချင်တာကိုတကယ်တိုက်ဆက်ဟုတ်ပါတယ်တိုက်လမ်းကြောင်းကိုဝါသနာပါတယ်တိုက်ကိုစိတ်ဝင်စားတယ်ဆိုရင်တေချာတိကျတဲ့ဆရာမတွေနဲ့ဖော်ပါလို့ပြောချင်ပါတယ်နော်လမ်းကြောင်းမှားသွားတဲ့ခါကျရင်ဘာမှအကျိုးမပေးလာတဲ့ခါကျရင်မိမိကပြစ်မှားမိမယ်ပြစ်မှားမိတဲ့ခါကျရင်ပို့ပြီးတော့ပဲမိမိကဒဏ်ခတ်ခံရလိမ့်မှာပေါ့နော်ဒါကြီးပြောချင်ပါတယ်နောက်တစ်ခုရှိတာပေါ့နော်နောက်တစ်ခုရှိတာကြတော့ရိုးရာပေါ့နော်ရိုးရာဆိုတာရှိပါသေးတယ်တိုက်မိမိကအိမ်မက်တာတို့ခဏနေမကောင်းတာတို့အိမ်တော်ရေးစင်မပြေတာတို့မိသားစုစင်မပြေတာတို့ခဏရံပြစကားများနေတာတို့ဆိုရင်တချို့တွေဆိုရင်တော့မကောင်းတဲ့ဘက်ကိုပုတ်ချတာပေါ့နော်အစင်မပြေမှုတွေများတိုင်းမှာမိမိဒီအောက်လန်းတိုက်ခံရတာလည်းမဟုတ်ပါဘူးနက်ကတော့တိုက်ခံရတာလည်းမဟုတ်ပါဘူးပြောချင်တာလူတွေကစင်မပြေတော့ဘူးဆိုရင်ထင်တော့တာပဲနော်အောက်လန်းတိုက်ပြီလားငါတို့များမနာလို့လည်းလူကချပြီလားနက်ကတော့နဲ့တိုက်ပြီလားဆိုထင်ကြပါတယ်မရှိဘူးလားမဟုတ်ရှိပါတယ်တိုက်လည်းတိုက်တာရှိပါတယ်ဒါပေမဲ့ထစ်ကနေဖြစ်တိုင်းမှာမကောင်းတဲ့ဘက်ကိုလည်းမတွေးပါနဲ့တချို့အရာတွေကကြတော့အဲ့ရထဲမှာ10ရက်15ရက်လဲနေတယ်လူကကြအကောင်းရနေလဲသွားတယ်ပေါ့နော်အကောင်းရနေလဲသွားတဲ့ခါကျတော့စိတ်ကကြွေးရဖြစ်လာပြီငါတို့ဘယ်သူများစော်နေလဲပေါ့နော်ဘယ်သူများငါတို့အောက်လန်းနေချနေလဲပေါ့အဲ့လိုထင်တတ်ကြပါတယ်ချတတ်ကြပါတယ်ဒါပေမဲ့ပြောချင်တာတေချာစစ်ဖို့လိုတယ်နော်တချို့ကအောက်လန်းလောက်ထားတဲ့အောက်လန်းထိခံထားတဲ့ပုံစံမျိုးတွေနဲ့နက်ကတော့တိုက်ခံထားတဲ့ပုံစံမျိုးတွေနဲ့ဖြစ်နေတဲ့ပုံစံတွေအများကြီးရှိပါတယ်တကယ်တော့စစ်ကြည့်တဲ့အခါမှာမဟုတ်ဘဲနဲ့တိုက်ကနှောက်ထားတာမျိုးရှိတယ်နော်တိုက်ကနှောက်ထားတာရှိသလိုမိမိရဲ့မိဆိုင်ဖဆိုင်ရိုးရာတင်မြောက်ပူဇော်မှုမရှိတဲ့ခါကျရင်ရိုးရာကိုမိတ်နေတဲ့ခါကျရင်အခုလိုအဲ့ရလေးလှဲပလိုက်တာရှိတယ်လက်တွေပိတ်ပလိုက်တာရှိတယ်ဘာလို့စီးပွားရေးမှာအဆင်မပြေတော့ဘူးလင်မယားဆိုရင်လည်းကွဲမယ်ကွာမယ်အဆင်တီရောက်နေတယ်သားသမီးတွေဆိုရင်စိတ်ုံစိတ်ကခဏပြေးနေရတယ်မိမိကိုယ်တိုင်လည်းအများနဲ့ခြူချနေတယ်ဒါဆိုရင်အောက်လန်းလက္ခဏာတွေဟုတ်ပေမဲ့လို့လေတကယ်တမ်းစစ်ကြည့်တဲ့အခါမှာရိုးရာကနှောက်ထားတာရှိကောင်းရှိနိုင်ပါတယ်နော်အဲ့တော့မိမိရဲ့မိဆိုင်ဖဆိုင်ရိုးရာကိုတင်မြောက်ပူဇော်မှုတွေမေကောင်းနေရဆိုရင်လည်းမမေ့ပါနဲ့လုပ်ပေးတဲ့တာလုပ်ပေးလိုက်ပါကုန်ကြစိတ်မများပါဘူးပေါ့နော်
ယုံကြည်မရှိတဲ့သူတွေတက်ကတော့ဘာမှမဖြစ်ဘူးเนาะတချို့ကတကယ်ခံရတဲ့သူတွေရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့လူတယောက်ကကိုယ့်ကိုယ်အဆင်ပြေတော့ဘူးဆိုတာနဲ့ဟိုရောင်ဒီရောင်ထင်ပြီးတွေးနေမဲ့စာတေချာလေးစစ်ဆေးပြီးတော့ကုတာတာကိုလုပ်စီချင်တာကိုပြောပြပေးခြင်းဖြစ်ပါတယ်เนาะတချို့ကကြောက်လဲတိုက်ကနှောက်ပါတယ်เนาะတိုက်ကနှောက်တဲ့ခါကျရင်ဟိုယူလို့နှမ်းလို့ဖြစ်အောင်နှောက်တဲ့ဟာမျိုးတွေရှိတယ်တချို့ကျွန်တော်ကြုံဘူးရเนาะကျို့မျိုးသမီးအပြိုလေးတွေဆိုရင်တိုက်ကနှောက်လို့ဟိုကြော့ပါရယ်เนาะကြော့ပါရယ်ထမိန်ဝင်းလုံးကျွတ်ပြီးတော့လမ်းမှာရှောက်သွားနေတဲ့အမျိုးသမီးမျိုးတွေတောင်ရှိရယ်เนาะဟိုအရင်တော့တကယ်ကိုရှိခဲ့ဘူးတယ်ဟိုရှင်းရှင်းပြောလို့ကျွန်တော်တငယ်ချင်းဆရာဝန်ပါကျွန်တော်တငယ်ချင်းဆရာဝန်ရဲ့ကောင်မလေးတွေတိုက်ကနှောက်တာဆရာပေါင်းစုံလည်းစုကူတာမရဘူးဘယ်လောက်လေးဖြစ်သွားရဆိုရင်အဲ့ဒီကောင်မလေးကထမိန်တော်မိုးတော်เนาะထမိန်တော်မိုးတော်မှာလည်းရက်ွက်တော်မှာရှောက်သွားတဲ့အဆင့်ကြီးဖြစ်သွားတယ်တိုက်ကနှောက်တာနောက်မှဆရာကောင်းတယောက်နဲ့တွေ့ပြီးကူးလိုက်မှအဆင်ပြေသွားတာပေါ့နော်ပြောချင်တာတိုက်ကလာတဲ့ခါကျရင်တိုက်ကျိုးဖြတ်တာလည်းဘာမှမလုပ်ပါနဲ့ပေါ့နော်တိုက်ကျိုးဖြတ်တယ်ဆိုတာကောင်းတဲ့ຢာမဟုတ်ပါဘူးဟိုဘက်ဘောနဲ့ဒီဘက်ဘောကိုရှင်ခွဲပလိုက်ကြတယ်တူတူပါပဲဒါကြောင့်မို့လို့တိုက်ကျိုးမဖြတ်ပဲနဲ့လူသက်တန်းစိနေနိုင်အောင်မိမိနဲ့သက်ဆိုင်ရဲ့တိုက်ကိုဂရောဝဘေးတောင်းမှန်ပြီးတော့ဆရာတယောက်ရဲ့မိတ်အာနာဇက်နဲ့အသက်တောင်းမယ်ဆိုရင်ဒီလူဒီလူပေါ်မှာလူတက်တန်းစင်နေနိုင်ပါတယ်။တိုက်ကျိုးဖြတ်တဲ့စိုးကျိုးတွေကဘာတွေဖြစ်လဲဆိုရင်တိုက်ကျိုးဖြတ်လိုက်တယ်ဆိုရင်အဲ့ဖြတ်ခံလိုက်တဲ့သူကလည်းနလန်မထူတော့ဘူး။ဖြတ်ခိုင်းတဲ့သူမိဘတွေကလည်းဘာလို့အဆင်မပြေတော့ဘူး။ကာယကံရှင်ဖြတ်လိုက်တဲ့သူကလည်းယူလိုနှမ်းလိုကြောင်လိုနဲ့ဘာမှလုပ်လို့အဆင်မပြေတော့ဘူးပေါ့နော်။ဒါကြောင့်မို့လို့တချို့ဆရာတွေကနိုင်ပါလေဆိုပြီးတော့လွတ်ချတာနော်နိုင်ပါငါနိုင်တယ်ငါလုပ်လို့ရတယ်ငါပိုင်တယ်ဆိုပြီးတော့တိုက်ကျိုးတွေဖျက်ချပလိုက်တာအခုလိုဖြစ်နေမဲ့သူတော့ဘာမှမထူတိုက်နဲ့ဆက်သွယ်မနေနဲ့တိုက်ကျိုးဖျက်ပလိုက်လို့ဖျက်ပလိုက်အောင်မဖျက်နဲ့မဟုတ်တေချာမေးဒီတိုက်ကျိုးဖျက်လိုက်ရင်ဘာထူးမှာလဲဘာတွေဆိုးကျိုးရမှာလဲဖျက်တာတော့ဟုတ်ပြီကျမတို့ဖျက်ပဲဖျက်ပြီးကျမရဲ့တမိဒါမှမဟုတ်ကျမရဲ့သားကနေကောင်းသွားမယ်ကျမ်းမာသွားမယ်မှန်ပေမဲ့လို့နောက်ထပ်ဆိုးကျိုးတွေကျမတို့ဘာတွေပြန်ရနိုင်လဲဒါမျိုးတိုက်ကျိုးဖြတ်လိုက်ရင်ကျမတို့ဘာတွေပြန်ရနိုင်လဲစိုးချင်းကောင်းချင်းကိုပြောပြပါဒါတွေအားလုံးမေးမြန်းပြီးတော့မှလုပ်တတ်ပါတယ်တချို့ကကြတော့ဟုတ်တယ်မနိုင်ဘူးနိုင်ပါတယ်ဆရာတိုင်းကနိုင်ပါတယ်နော်တိုက်ကျိုးဖြတ်ခြင်းလည်းဖြတ်လို့ရတယ်လုပ်ချင်တယ်လို့လုပ်လို့ရတယ်နိုင်တယ်အာနာသက်ရှိတာပေါ့နော်ဒါပေမဲ့လို့ကိုကပြီးတော့ဖြတ်သွားပြီးပြီပဲနောက်ထပ်ကြံခဲ့တဲ့မိသားစုဝင်တွေကဒုက္ခတွေအများကြီးရောက်ကြမှာဟုတ်ဆရာတယောက်အနေနဲ့ဆရာမတွေတယောက်အနေနဲ့တွေးပေးတဲ့လို့ကျွန်တော်ပြောချင်တာပါကျွန်တော်နောက်မှာတိုက်တယ်မှာအများကြီးရှိပါတယ်เนาะအဲ့တော့ကျွန်တော်ဘောမှာကျွန်တော်တိုက်ကျိုးဘယ်သူမှမဖြတ်ပေးပါဘူးဘာလို့လဲဆိုတော့တိုက်ကျိုးဖြတ်လိုက်ရင်အဲ့လိုမျိုးစိုးကျိုးတွေရှိတာပေါ့တိုက်ကျိုးမဖြတ်ပေးဘူးဆရာတယောက်ရဲ့မိတ်အာနာနဲ့ဒီမက်ဖြူဘုံလူသမီးတွေတိုက်ကလာမှန်တယ်ဆိုရင်သူ့ရဲ့တိုက်ကိုကျွန်တော်ကလက်ပြလှတဲ့သူတယောက်ကိုကျွန်တော်ဝင်ပူးခိုင်းလိုက်တာပေါ့နော်အမိတ်အာဏာနဲ့ခေါ်ပြီးဝင်ပူးခိုင်းတယ်ဝင်ပူးခိုင်းပြီးသွားရင်တိတိဆန်ဆန်စကားပြောတယ်ဒီမက်ဖြူတိုက်ကိုပြန်ခေါ်ကြမလို့သူခုဖျားနာကျင်တယ်နာကျင်ကြိုက်ခဲတာစေးုံစေးကန်တွားနေရတဲ့အားလုံးကို3ရက်အတွင်းတစ်ပတ်အတွင်းမှာပျောက်တော့ငါလိုချင်တယ်ဟိုကလည်းပြောတယ်မရအောင်ငါတို့ကပြန်ခေါ်မှာငါတို့ကအရန်ချစ်တာငါတို့ကအသက်ကဘယ်လောက်ပဲပေးထားတာသူပြန်လာမဲ့ရက်ကိုရောက်နေပြီအဲ့တော့ငါတို့ကခေါ်မှာပဲသူတို့ကလည်းပြောမလို့သူနဲ့ကိုယ်နဲ့ပြန်ပြီးလွန်ဆွဲကြတာဒါပေမဲ့သူတို့ကရှုံးပါတယ်နော်သူတို့ဘာလို့ရှုံးလဲဆိုတော့ကျွန်တော်ကဆရာလေနော်ကျွန်တော်ကဆရာရေဆိုတော့သူကရှုံးပေးရပါတယ်အဲ့ပထမတော့နင်လားငါလားတော့ပြောကြရတာပေါ့နော်နင်လားငါလားပြောပြရရင်သူတို့ပဲရှုံးပေးရတယ်အဲ့တော့သူတို့ကြိုက်တဲ့ကြောပွဲနော်နဂါးတိုက်ဆိုတဲ့နွားနိုးပေါ့နော်နွားနိုးတို့ကြောပွဲတို့နဲ့ပေါ်ဝါအစိမ်းအောင်တို့ဘာလို့ဖက်နှက်တို့ပေါ့နော်ဒါရအားလုံးနဲ့ကျွန်တော်ကအသက်တောင်းပေးလိုက်တယ်နော်အသက်တောင်းပြီးတော့ကျင်းနဲ့လာမေးပြီးတော့မှကျွန်တော်ကမယုံဘူးဟန်ဆောင်ပန်းဆောင်ခေါင်းညစ်သွားတော့မကြိုက်ဘူးเนาะအဲ့တော့ကျွန်တော်ကတစ္ဆာရေးဆိုတယ်တစ္ဆာရေးဘက်ကိုင်းလို့တစ္ဆာဆိုပြီးတော့မှအဲ့ဝင်ပူးနေတဲ့ငကားဆိုငကားပေါ့เนาะဥစ္စာတော့ဆိုဥစ္စာတော့ပေါ့ရှမ်းဆိုတဲ့ရှမ်းတိုက်ပေါ့เนาะအဲ့ဝင်ပူးနေတဲ့သူအဲ့တစ္ဆာရေးတိုက်ပြီးတော့မှဘတော်မှပြန်မခေါ်ပါဘူးလူတန်တန်စစ်ပေးနေပါတယ်လို့ပြောပြီးတော့မှတစ္ဆာရေးတိုက်ပြီးတော့မှဂတိကုတ်တွေထားပြီးတော့မှကျွန်တော်ကအသက်တောင်းပေးလိုက်တာအလွယ်လေးဘာမှမခက်ဘူးเนาะဘာမှမခက်ဘူးအဲ့တော့ဒီဘက်ကမိသားစုကလည်းလူ့ဘဝတစ်လျှောက်လုံးမှာရာသက်ပံလူတရန်စီနေရမယ်ဟိုဘက်ကတိုက်